သမင်းစားမလို့ပါခင်ဗျာဒီမှာအမွေစင်ကတော့စက်တန်းမြင့်ချက်ပြီးတော့မှမီးမလာလို့မီးချက်ပြီးတော့ကျွန်တော်တို့ဒီနေ့သမင်းကပါပြီလို့အေးမောက်ချလိုက်ပါပြီဟောမေးလာပြီမေးလာအမေရေအေးမောက်ချလိုက်ပြီအဲ့ဒါသမီးကလုံးလိုက်တာမမဒီမှာလေ စက်တန်းမြင့်ဟင်းကိုဒီမှာတေချာခင်းနဲ့ရှယ်ချက်ပြီးတော့အေးမောက်ချလိုက်ပြီမေးမကျွန်တော်ကားမှာကြောက်လို့လုံးလိုက်တာရှာကြီးတော့မစေးတော့စားတော့ဘူးဘာလို့ရေစေးစားမအောင် ကားတော့လေအဲ့ဒါကြီးပုံလိုက်တော့အောက်ခိုင်းရမယ်ဒီမှာရေစေးစားမို့တဲ့လိုက်လို့ကားပါပဲပုံပါနေဘယ်ကောင်လုံးလိုက်တယ်